ကိုရီးယားပြည်သက်တင်ရဲ့တစ်ဖက်ပိတ်ပြဿနာကိုပညာသားပပတုံ့ပြန်လိုက်တဲ့ပပအစွန်တော်ပပကတော့တမှုထူးခြားတဲ့တန်လေးနဲ့ပြည်သက်တွေကိုဆွဲဆောင်ထားပြီးခုချိန်ထိနမိတ်မကြပဲပြည်သက်တွေကြားမှာထင်ပေါ်နေတဲ့ဆိုတော့တယောက်ဖြစ်ပါတယ်။သူဘွားကတော့အရင်ကတော်လေးခက်ခဲခဲ့ပြီးအမှုပညာလောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။သူရဲ့ကြိုးစားမှုနဲ့ပြည်သက်တွေရဲ့အားပေးမှုကြောင့်ခုချိန်ထိနေရာတနေရာရနေတာဖြစ်ပါတယ်။ပရိသတ်တွေနဲ့အချိန်တခုတည်းဝေးကွာခဲ့ပြီးမြဲပရိသတ်တွေကတော့သူ့ပေါ်ထားတဲ့အချစ်တွေရော့မသွားခဲ့ပါဘူး။ခုချိန်ထိပရိသတ်တွေအားပေးမှုကိုရနေတာဖြစ်ပါတယ်။ပရိသတ်တွေကိုပို့ပြီးဆွဲဆောင်ထားတာကတော့အသေးကွဲတိုင်းသူ့ရဲ့ပရိသတ်တွေကိုပါထပ်တူကွဲခိုင်းတာကြောင့်ပရိသတ်တွေကပါပို့ပြီးအားပေးခဲ့တာဖြစ်ပါတယ်။မကြခင်ကပူပူကကိုရီးယားပြည်သက်တွေရဲ့ပွဲငါမှုကြောင့်ကိုရီးယားကိုဖျော်ဖြေခဲ့ပေမယ့်တစ်ဖက်ပိတ်ပြည်သက်တွေရဲ့မစင်မချင်လို့ရကြောင်းပိုပိုနဲ့တချို့ပြည်သက်တွေကြောင့်အတော်လေးညင်းပွားမှုဖြစ်သွားခဲ့ပါတယ်။အဲချိန်မှာတော့ပိုပိုဘက်ကနေဘာမှတုံ့ပြန်မှုမရှိတာကြောင့်တချို့ပြည်သက်တွေကစောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ပြည်သက်တွေကိုရောသူကိုရောဝေဖန်သူတွေအကုန်လုံးကိုပညာသားပပနဲ့တုံ့ပြန်လိုက်တာဖြစ်ပါတယ်။